ကဲဒီနေ့မှလည်းကျွန်တော်တို့စီနေနဲ့စက်ရရဲ့ဂျာဘာဖြစ်လို့ဒီလိုပရိပခတိုက်ပွဲမှုတွေထိတိုက်တဲ့ဖွဲ့မှုတွေဖြစ်လာတာလဲဆိုတော့အကြောင်းအရာလေးကိုအနည်းငယ်မျှဝေသွားမယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့88အရေးခင်းကနေဖြစ်ပေါ်လာတဲ့ဒီ CNF စင်နဲ့လက်နက်ကိုင်တစ်ခုဟာကျွန်တော်တို့1488ကနေ1990ခုနှစ်အထိ၄နှစ်ကြာကာလဆူဆူစီစီနဲ့သူတို့နေနိုင်ခဲ့တယ်ဒါပေမဲ့1990ခုနှစ်နောက်ပိုင်းမှာဆိုရင်ဖလာမင်တဟာခါထန်တလန်ဒေတင်တန်းစာစတဲ့ပြီးအမျိုးမျိုးပြိုကွဲခဲ့ပြီးမှနောက်ဆုံးကြရင်ဒီ CNFCN အဲထဲမှာဟာခါထန်တလန်မြို့နယ်သားနဲ့မင်းတပ်မြို့နယ်ကဒိုင်မျိုးနွယ်စုတွေအများစုကပဲဇနိတိချင်းကလာအထိသူတို့ကဆက်လက်ပြီးမှအမွေတကူလို့စက်ခါနေကြာရတာဖြစ်တယ်ဒါငင်းလို့မရဘူးဒါအဖြစ်ခဲ့တဲ့အမှန်တရားတမေးအစီတရားတွေကိုဖြစ်တယ်အထူးသဖြင့်ချင်းတောင်မြောက်ပိုင်းဖြစ်တဲ့ဖလန်ဟာခါတေးတင်အဲ့ထဲမှာရှိတဲ့ခရိယန်ကိုယ်ွယ်ယုံကြည်တဲ့သူတွေဟာဒီဗြိတိရှလက်အောက်ကနေသာသနာပြုဆရာတွေကသူတို့ဒီ association တစ်ခုထဲမှာသူတို့ကစုစည်းပြီးမှမိတ္တဟာရတွေဖွဲ့နိုင်အောင်သူတို့ကတရွာနဲ့တရွာမိတ္တဟာရတွေကိုတမြို့နယ်နဲ့တမြို့နယ်ဖွဲ့စည်းနိုင်အောင်ဆိုပြီးမှ association တစ်ခုကိုဖွဲ့စည်းပြီးခဲ့လာခဲ့တယ်ပြီးတော့1940လွတ်လပ်ရေးရရှိပြီးတဲ့အခါမှာဒီမြန်မာပြည်ကနေဒီဗြိတိရှအရှစ်တပ်တို့ပဲဖြစ်ဖြစ်ဒီနိုင်ငံခြားသားတွေပေါ့နော်ဒီတာရဏပြုတ်ဆရာတော်ပဲဖြစ်ဖြစ်သူတို့ဒီမြန်မာနိုင်ငံကနေထွက်ခွာဖို့လွတ်လပ်ရေးရရှိပြီးတဲ့အချိန်ခါမှာသူတို့ကိုစီနေထိုင်တဲ့သူတို့ရွာသူတို့မြို့သူတို့နိုင်ငံကိုပြန်လာဖို့အမိအော်ရာစာတွေထွက်လာတဲ့အချိန်မှာဒီမြန်မာပြည်ကနေလည်းဒီအမေရိကန်နစ်ချင်းတာရဏပြုတ်ဆရာတော်တွေတော်တော်များများလဲဒီမြန်မာပြည်ကနေသူတို့ထွက်ခွာသွားခဲ့တာဖြစ်တယ်အဲ့ဒီထွက်ခွာသွားပြီးတဲ့တော့ပိုင်1953မှာစတင်ပြီးမှဒီကျွန်တော်တို့လက်ရှိသန်တလာမြို့နယ်ဆိုင်ကဖြစ်တဲ့ဆိုင်ကကြီးရွာမှာဒီကျွန်တော်တို့ Chin Hair Baptist Association ဆိုတဲ့ဒီခရိယာမိတ္တဟာရအဖွဲ့အစည်းတစ်ခုကိုသူတို့ကဒီအစည်းအဝေးပေါ့နော် General Conference တစ်ခုကျင်းပခဲ့တယ်အဲ့ကျင်းပတဲ့အချိန်မှာအဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒီတီးတင်ဖျားနေဒေါက်တာဟောက်ကောတို့ပြီးတော့ဒီဖလန်ဖျားဒေါက်တာရွန်ကျုံနုံပေါ့နော်ရွန်ကျုံနုံတို့ကဆရာရွန်ကျုံမန်တို့ကသူတို့ဆရာရွန်ကျုံမန်ကခရစ်ကောထန်မဟုတ်ရင်ခရစ်တော်ရဲ့အတင်းတော်မဟုတ်ရင်ခရစ်တော်ရဲ့အတင်းတော်မဟုတ်ရင်ဒေါက်တာဟောက်ကောခိုင်ဇောင်းမီ Baptist Association စတဲ့ဖြစ်ပေါ့နော်အမျိုးမျိုးသူတို့နာမည်တွေကိုဒီ Chin Hair Baptist Association ဆိုတဲ့အမည်ကိုပြောင်းလဲဖို့ရအတွက်ကိုယ်တိုင်ရွေးချယ်ခိုင်းတယ်ဒီဗြိတိရှဆရာတော်ဒီ American တန်လာပြုဆရာတော်တွေကဆိုတော့အဲ့ထဲမှာဆိုရင်အများဆုံးကကျွန်တော်တို့အဲ့ခက်တုံးကဆိုရင်ခရိယန်အများဆုံးကတေးတင်တဲ့တော့ရတေးတင်ဖျားဒီခရိယန်နေလဲပထမစောတယ်ဆိုတော့တို့ကခရိယန်ဘာသာထဲမှာကိုပြန်လာကြတယ်ဆိုတော့အများဆုံးလဲတို့ဖြစ်နေလိုက်တဲ့အချိန်မှာဒီဒေါက်တာဟောက်ကောရဲ့အဆိုတင်သွင်းမှုကိုဒီဟာခါနယ်ဖက်မှာလဲဇောတုံဇောဖိတ်စာတဖြစ်ပြီးတော့ဖလားနယ်ဖက်မှာလဲလိုက်ဇောစာတဖြစ်ပြီးတော့ဒီတီးတင်နယ်ဖက်မှာရှိတဲ့ဒီမြို့နယ်ဆိုအားလုံးကြီးပေါ့နော်သူတို့ကိုဇောဆိုတဲ့ဇောမီးဆိုတဲ့ဇောဆိုတဲ့အမိကိုများစွာပါဝင်နေတာကိုတွေးစီရတဲ့တော့ဒီဇောဆိုတဲ့ဇောမီးဆိုတဲ့နာမည်ကိုပဲသူတို့ကဒီအဲ့ဒီစိုက်ကကြီးဝေးပေါ့နော်စိုက်ကမြေလာခံမှာဒီအားလုံးသူတို့ကအများဒီချင်းကာလာမှာဒီမိုကရေစီနေအရာသူတို့ကဇောမီ Baptist Association Convention ဆိုပြီးမှ Convention တခုကိုဖွဲ့စည်းလာခဲ့တာဖြစ်တယ်ဆိုတော့နေ့တော်တာအဲ့လိုမျိုးတစင်အဲ့တုန်းကဆိုရင်ဖလန်ဟာခါတီးတင်စာတာဖြစ် ZBCGS အတွင်းရေးမှုဟာအထက်ကျန်တဲ့တာဝန်သူတို့ကအထက်ကျန်တဲ့အပြည့်အရောလောက်ကြတယ်နှစ်ပေါင်းများစွာဆက်စည်းလုံးနဲ့လောက်လာခဲ့တယ်ဒီ ZBC အမီခံတာဒနာပြုတ်တုံးကဆိုရင်အခုကျွန်တော်တို့လက်ရှိချင်းတောင်ဒေတာဖြစ်တဲ့အခုတောင်ပိုင်းတို့ကျွန်တော်တို့မင်းတပ်ကန်ဘရက်မတူပီတို့ခေါ်နေတဲ့ငေကိုဒီကတော့သူတို့ခ
ခရိယန်ဘာသာထဲမှာတိတ်ပြီးတော့မကူပြောင်းသေးဖို့သူတို့ကကျွန်တော်တို့ရဲ့ချင်းလူမျိုးတွေရဲ့မူလဘာသာတရားဖြစ်တဲ့နတ်ကူးကွယ်တဲ့အစစ်မှာပဲသူတို့ကရှိနေသေးတယ်ဒါအရှိတရားနဲ့အမှန်တရားတမိုင်းတွေဖြစ်တယ်ဆိုတော့ ZBC ဒီ convention အမည် ZBC အမည်ဖြစ်သူတို့ကချင်းတောင်ပိုက်တာတနာကိုများစွာ CCOC ပေါ့နော် CCOC စတဲ့ဖြစ်သူတို့စတင်လာခဲ့ပြီးမှအဲ့ဒီစတင်လာခဲ့ပြီးနောက်ပိုင်းမှာပဲကျွန်တော်တို့ဒီချင်းတောင်ဘိုက်ကိုကျွန်တော်တို့ခရိယန်ဘာနတ်ကူးကွယ်ဘာသာထဲကနေကျွန်တော်တို့ခရိယန်ဘာသာထဲတို့ဒီအစင်အဟုန်နဲ့မြန်ဆန်နဲ့ခရိယန်ဘာသာထဲတို့ကိုပြောင်းလာကြတာဖြစ်တယ်ဆိုတော့1995ခုနှစ်လောက်ရောက်လာတဲ့အချိန်မှာကျွန်တော်တို့ချင်းတောင်ခရိယန်ဒီ ZBC ဆိုတဲ့convention တစ်ခုကြီးဟာကျွန်တော်တို့ချင်းလူမှုအဖွဲ့အစည်းထဲမှာအနာအကျဆုံးနဲ့တကူအာနာအရှိဆုံးဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့တယ်ဖြစ်လာခဲ့တဲ့အချိန်မှာ1999ဒီတီးတီမြို့နယ်စီးရင်ຫນွေစုကြီးရွာဖြစ်တဲ့ခော့ဆက်ကြီးရွာမှာကျွန်တော် ZBC General အစည်းအဝေး assembly တစ်ခုကိုကျင်းပခဲ့တယ်အဲ့ဒီအစည်းအဝေးမှာတကယ်တမ်းတော့အဲ့ဒီမှာဒီ ZBC ကGS အတွင်းရင်မူအလှည့်အကျလုပ်ထားတာဆိုတော့အဲ့ဒီအလှည့်အကျရရှိထားတဲ့တူတွေကဒီတီးတင် DBA အလှည့်ဖြစ်တယ်အဲ့ဒီ DBA အလှည့်လုပ်ရမယ့်အချိန်မှာဒီဟာခါနေတာဖြစ်တဲ့တခုဒေါက်တာချုံအိုးတို့ပေါ့နော်သူအသက်ရှင်သေးလားမရှင်သေးလားဆိုတာကျွန်တော်မသိဘူးမင်းလည်းမမြင်ဖို့ဘူးဒီဒေါက်တာချုံအိုးတို့ကဒီ ZBC GS ဒီတော့ Raven ခံခွာတို့လို့ရမယ့်အချိန်မှာဒီတင်အလှည့်ဖြစ်နေတဲ့အချိန်မှာဒီဖလန်ကဒီထန်တလာနေတာဖြစ်တဲ့ဖလန်နယ်ထဲမှာဖလန်ဘပ်တစ်ချာစ်ရဲ့president ဖြစ်နေတဲ့ပုပက်ထန်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ပြီးတော့ဒီတိုင်းစွန်ကြီးရွာကRaven တယောက်ပေါ့နော်နုံလျံလာမသိအဲ့ဒီတယောက်ပြီးတော့ Raven Jam တယ်လုံးပေါ့နော်သူတို့ရရှိမှာစီယုံရလာခဲ့ပြီးမှကျွန်တော်တို့ဒီ ZBC ထဲမှာဒီကျွန်တော်တို့တီးတင်အလှည့်ဖြစ်ပြီးမယ်ကျွန်တော်တို့ဒါမရနိုင်အောင်ကျွန်တော်တို့ဟာခါနဲ့ဖလန်းဆူစီကျွန်တော်တို့ပူပေါင်းမှပဲဒါကျွန်တော်တို့ဒီ ZBCS ဟာကျွန်တော်တို့ဘက်ကပဲဒီဟာခါနဲ့ဖလန်းဖက်ကပဲကျွန်တော်တို့ဆက်လက်ပြီးတော့ဒီအိုးဆောင်နေရပေါ့နော်အတွင်းရင်မှုဥက္ကဋ္ဌတို့နေရာယူနိုင်မှာဆိုပြီးမှသူကဆေးရုံလာခဲ့တယ်ဆေးရုံလာခဲ့ပြီးမှအဲ့ဒီမကောင်းတဲ့နိုင်ငံရေးကစားကွက်တွေကိုဒေါက်တာချုံမွေးဦးဆောင်ပြီးမှကစားကွက်တွေကိုရွှေ့လိုက်တဲ့အချိန်မှာအဲ့ဒီမနေ့ပြန်ဒီ election ကြွေးကိုပွဲလို့ရမယ်မရောက်ခင်ညအချိန်မှာဆိုရင်ဖလာနယ်ထဲကနေ delegate အစည်းအဝေးတက်ရောက်တဲ့တူနဲ့ဒီဟာခါနယ်ဖျားနေဟာခါထန်တာနယ်ဖျားနေအစည်းအဝေး ZBC delegate အစည်းအဝေးတက်ရောက်လက်ဒီကြီးရွာကိုစရဲအားလုံးစီမှာတွားပြီးမှမနေ့ပြန်ကျွန်တော်တို့ဒီရွှေကိုပွဲလုပ်တဲ့အခါမှာကျွန်တော်တို့ကိုမဲပေးပါဆိုပြီးမှကျိုးတို့ဟာဒေါက်တာချုံအိုးတို့ပြီးတော့ဒီတိုင်းဆွန်ရွာ Raven တယောက်ဒီတို့ကဒီဖလာနဲ့ဟာခါနဲ့ဒီ delegate အစည်းအဝေးတက်ရောက်တဲ့တို့စီမှာအင်တိုင်းလိုမှာသူတို့တဲတဲ့နေရာအင်တိုင်းလိုမှာတစ်တခိုးနဲ့တစ်တရှင်းလေးနဲ့သူတို့အဲ့လိုမျိုးနိုင်ငံရေးကစားကွက်တွေလုပ်ခဲ့တာအဲ့လိုလုပ်ခဲ့တော့အဲ့ဒီမနေ့ပြန်ရောက်တဲ့တကယ်ချက်ပြီးဆက်ရှေးဝေးလောက်လာတဲ့အချိန်မှာဒါတီးတင်မဲမရရင်လေဒါတီးတင်အလှည့်ဆိုတော့တီးတင်အလှည့်ကိုပဲတို့တော့ပြီးရမှာဒါပေမဲ့ဒါဖလန်းနေဖျားနေ delegate အစည်းအဝေးတက်ရောက်တဲ့တူနဲ့ဒီဟာခါထန်တရာနေဖျားနေအစည်းအဝေးတက်ရောက်တဲ့လူတွေကဒီတီးတင်အလှည့်ကိုမပြီးတော့ပဲဟာခါဖျားဒေါက်တာချုံအိုးတို့ကိုပဲမဲပေးလိုက်တဲ့အချိန်မှာတို့ကမဲအနိုင်ရသွားတယ်မဲအနိုင်ရသွားတဲ့အခါမှာဒီတီးတင်ဖျား Raven ခံခွာတို့အဖွဲ့ကတို့ကစိတ်နာကျင်ပြီးမှဒီနေ့ကနေစပြီးတော့ကျွန်တော်တို့ဒီ ZBC ကနေခွဲထွက်ပြီးဆိုတဲ့ဟာကိုတို့ကပြောင်းသွားပြီးမှအဲ့ဒီကနေစ ZBC ဟာကျွန်တော်တို့ ZBC ကနေကျွန်တော်တို့တီးတင်ညကိုဒီစတင်ပြီးမှခွဲထွက်နှုတ်ထွက်လာခဲ့တာဖြစ်တယ်
ဒါတကယ်တော့အဲ့လိုဖြစ်ခဲ့တာဟာဘာဖြစ်လို့လဲဆိုမယိုးသားတဲ့ကျွန်တော်တို့ဘာသာရေးတရားထဲမှာဒေါက်တာချူမွိုးတို့အဖွဲ့ကဒီဖလန်းကိုအတုံးချခံပြီးမှဒီ ZBC ကိုပြိုကွဲအောင်ဒီမကောင်းတဲ့နိုင်ငံကြီးအတွေးအခေါ်တွေကိုဘာသာတရားကိုတုံးချပြီးမှလူမှုရေးနိုင်ငံကြီးကိုကစားခဲ့လို့ကျွန်တော်တို့ ZBC ဆိုတဲ့နှစ်ပေါင်းများစွာစီလုံးနဲ့တွားနေခဲ့တဲ့ဖွဲ့စည်းတကူကိုပြိုလဲသွားတာဖြစ်တယ်ဒါကျွန်တော်တို့ဘာသာရေးထဲကနေကျွန်တော်တို့ငေကိုအချင်းထဲမှာပฏิပက္ခပေါ့နော်အမြင်လွှဲမှမှုတွေဖြစ်ခဲ့စီတဲ့အရာတွေကိုဖြစ်တယ်ဒါကျွန်တော်တို့မယိုးသားတဲ့အတွေ့အခေါ်တွေကြောင့်ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်အဲ့နောက်ပိုင်းကျွန်တော်တို့ ZBC ကနေတဖြည်းဖြည်းကျွန်တော်တို့အတင်းအမွာassociation အမျိုးနောက်ဆုံးကျန်ခွဲထွက်လာခဲ့တာပဲဖြစ်တယ်အဲ့ဒီအချင်းကလေးကနေစပြီးမှဒီငင်ခါခွာတို့အဖွဲ့ကတော့ဇုံမီမှုမန်ကိုတို့ကအကြီးအကျယ်လှုပ်ဆောင်လာခဲ့တာဖြစ်တယ်ပြီးတော့အဲ့ဖက်အနေကျွန်တော်တို့ဇုံမီဆိုတဲ့မကြိုက်တဲ့ဒေါက်တာချုံမွိုးတို့ဥဆောင်အဖွဲ့တွေကတော့ဒီဇုံမီဆိုတဲ့အမိကိုမကြိုက်တဲ့အတွက်ဒီနောက်ဆုံးကို ZBC ဆိုတဲ့အမိကိုလုံးဝကိုပြန်လဲသွားအောင်ပြန်လဲပစ်သွားနိုင်အောင်တို့ကလှုပ်ဆောင်လာပြီးမှနောက်ဆုံးကျရင်2017လာဒီကလေးမျိုးကာဆန်ဘပ်တီချာကနေတို့ချင်းဆိုတဲ့ချင်းဘပ်တီကမ်ပန်ဆင်ဆိုတဲ့အမိကိုဒီ ZBC ထဲကနေငွေကိုတေးတင်ငွေကိုတွေအကုန်ထွက်သွားပြီးတဲ့နောက်ပိုင်းပေါ့နော်အများဆုံးထွက်သွားပြီးတဲ့နောက်ပိုင်းမှာအခု CBC ဆိုတဲ့အမိကိုပြန်လဲလာခဲ့တာဖြစ်တယ်အဲ့တုန်းကဆိုရင်ဒီဒေါက်တာချိုမွိုးတို့ဆိုရင်ဒီ CNA နဲ့အဆက်အသွယ်တွေရှိတယ်အဆက်အသွယ်တွေရှိတော့သူနောက်ဆုံးကျရင် ZBCCS လို့နေစီမှာပဲသူကဒီ CNA နဲ့ပေါ့နော်ဆက်တွယ်ရှိလာတဲ့အချိန်မှာဒီမြန်မာတက်မတော်ဖက်အနေသူ့ကိုဖမ်းဖို့တွေပေါ့နော်လုပ်လာတဲ့အချိန်မှာသူကလည်းဒီဘာသာတရားလုပ်နေပြီမဲ့ဒီထဲကျွန်တော်တို့ဒီမြန်မာနိုင်ငံထဲမှာလွတ်လွတ်လပ်လပ်နေလို့မနေလို့မရတော့ဘဲနဲ့ဒီနိုင်ငံခြားကိုလည်းထွက်ပြေးလိုက်တယ်ဆိုတော့ဘူမီတွေကပေါ့နော်ကျွန်တော်ဘောရွာဖက်ဒီ site ခွက်ဆက်အစီအဝေးမှာတက်ရောက်တဲ့ဘိုးဘီတွေကပဲကျွန်တော်တို့အဲ့လိုတမိုင်းတွေကိုကျွန်တော်တို့ပြောပြခဲ့တာဖြစ်တယ်ဆိုတော့ဒီ ZRN နဲ့ CNA ဆိုတာတဲ့အဲ့ဒီကျွန်တော်တို့ကြည့်ရမယ်ဆိုရင် ZRN ဆိုတာတဲ့ဒီ ZBC ခွဲထွက်ပြီးတဲ့နောက်ပိုင်း1995ခုနှစ်လောက်ကနေဒီ ZRN ဆိုတဲ့ EC ဆိုတဲ့ဒီဖွဲ့စည်းလာခဲ့တာဖြစ်တယ်အခုဆိုရင်နှစ်ပေါင်း25တောင်ကျော်ပြီပြီးတော့CNA ဆိုတာလည်း88အရေးခင်းကနေပေါ်လာတဲ့ဖွဲ့စည်းလက်နက်ကဖွဲ့စည်းဖြစ်တယ်ဒါပေမဲ့1990နှစ်မှာဖလာဟာခါတေးတင်မင်းလက်စားပြိုကွဲလာတဲ့ပြိုကွဲလာပြီးတဲ့နောက်ပိုင်းဆိုရင်ကျွန်တော်တို့ဒီနိုင်ငံရေးမှာပဲဖြစ်ဒီဘာသာရေးမှာပဲဖြစ်ကျွန်တော်တို့ချင်းလူမျိုးတွေဟာနာမကျန်းတော့လူမျိုးချင်းနဲ့ဘာသာတရားတွေပဲဖြစ်ကုန်ကြတော့တာဆိုတော့ချင်းဆိုတဲ့ဇော်မီဆိုတဲ့အမိကိုကျွန်တော်တို့ယနေ့ဒီချင်းကာလအထိပေါ်1990နဲ့ခုနှစ်ကနေနိုင်ငံရေးမှာဖြစ်ဘာသာရေးထဲကနေပဲဖြစ်ယနေ့ဒီချင်းကာလအထိကျွန်တော်တို့အပြည့်အဆိုင်နိုင်ငံရေးလူမှုရေးဘာသာရေးကိုကျွန်တော်တို့အမျိုးပြိုင်ဆိုင်အားပြိုင်နေရတဲ့အချင်းရောက်ရှိလာခဲ့တယ်ဒီတမိုင်းအကြောင်းအရာတွေကိုအခုနောက်ဆုံးဆိုရင် CNA နဲ့ပေါ့နော်ချင်းအမိခံ CNA နဲ့ ZRS ဆိုတဲ့လက်နက်ကင်တဲ့ဖွဲ့ဟာကိုအချင်းဒီနိုင်ငံရေးစစ်ရေးနဲ့တိုက်ခိုက်လာတွေးထွက်တဲ့တွေးစွန်းတဲ့တိုက်ခိုက်လာတဲ့အဆင့်တောင်ပြန်လည်ရောက်ရှိလာခဲ့တယ်ဒီတိုက်ခိုက်လာတဲ့အဆင့်ရောက်နိုင်အောင်ဒီအဆင့်ကာလရောက်နိုင်အောင်ကျွန်တော်တို့လွန်ခဲ့တော့အတိတ်ကတမိုင်းကများစွာကျွန်တော်တို့ပฏิပက္ခတွေကိုအကြောင်းခံပြီးမှမယိုးမသားတဲ့နိုင်ငံရေးတွေကိုကျွန်တော်တို့ကစားနေခဲ့ကြလို့ယခုဒီချိန်မှာကျွန်တော်တို့ဒီချိန်ကာလကိုအချင်းတိုက်ခိုက်နေရတဲ့အဆင့်ကိုရောက်ရှိလာခဲ့တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လိုချင်တာကဒီ ZRN နဲ့ CNA ဆိုတဲ့လက်နက်ကအဖွဲ့အစည်းဟာကျွန်တော်တို့လိုချင်ဆန်နဲ့ကျွန်တော်တို့ဒီနိုင်ငံရေးစကားဝိုင်းထဲမှာစပွဲပေါ်ထဲစကားဝိုင်းထဲမှာကျွန်တော်တို့လိုချင်ဆန်နဲ့တွေ့ဆုံပြီးမှဒီဇုံမင်း ZRN ရဲ့လိုချင်တဲ့အဖြေကပါလဲCNA ရဲ့လိုချင်မှုကအဖြေကပါလဲလိုအပ်ချက်ကပါလဲအဲ့ဒီလိုအပ်ချက်တစ်ဖက်ရဲ့လိုအပ်ချက်
နှစ်ခုကိုကျွန်တော်တို့အပြန်အလှန်နိုင်ငံရေးစော်ကားဝဲပေါ်မှာသိဆုံပြီးမှအဖြေရှာမှကျွန်တော်တို့ဒါအဖြေတစ်ခုကိုရရှိနိုင်မှာဖြစ်တယ်ဒီအဲ့လိုမျိုးဒါအဖြေမရှာဘဲနဲ့ကျွန်တော်တို့ဒီဇော်မီကိစ္စနဲ့ ZRA ကိစ္စနဲ့ဒီချင်းဆိုတဲ့CNA ကိစ္စကကျွန်တော်တို့ဒီနိုင်ငံရေးစကားဝိုင်းပေါ်ကနေအဖြေမရှာဘဲနဲ့ဒီနိုင်ငံရေးကိုစစ်ရေးအသုံးချပြီးမှကျွန်တော်တို့တိုက်ခိုက်ပြီးမှအဖြေရှာနိုင်မယ်ဆိုရင်အနာဂတ်မှာကျွန်တော်တို့ဒီထက်မကကျွန်တော်တို့ပဋိပက္ခပုံပြီးတော့ကျွန်တော်တို့ဖြစ်လာမှာဖြစ်တယ်နောက်ဆုံးကြရင်ကိုယ်လည်းမနိုင်တူလည်းမရှုံးကိုယ်လည်းမနိုင်ကိုယ်လည်းတူလည်းမနိုင်နောက်ဆုံးကြရင်ဒီပီတိုလိုထုချင်းပီတိုလိုထုကပဲခံကြရမှာဖြစ်တယ်ဒါတစ်ဖက်ခေါင်းဆောင်များအနေဖြင့်ကျွန်တော်တို့လိုချေဆန်ဆန်အတိတရားလိုသားစိတ်မှစိတ်နေတဲ့ဘောထားမှန်ကန်နဲ့ကျွန်တော်တို့ငြေကိုချင်းတွေဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့နိုင်ငံရေးစကားဝိုင်းပေါ်ကနေပြအဖြေရှာဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်ဒီလိုမျိုးဖြစ်လာခဲ့တာနဲ့ကျွန်တော်တို့အတိတ်ခအကြောင်းမေးဆိုတဲ့အမည်နဲ့ဘာသာရေးကနေစတင်လာပြီးမှကျွန်တော်တို့ချင်းဆိုတဲ့အမည်တစ်ခုကြားထဲကနေတဖြည်းဖြည်းတက်လာပြီးမှတပီးပြီးစစ်ထဲမှာအခဲမကြေမှုတွေဖြစ်လာပြီးတဲ့နောက်ပိုင်းယနေ့ဒီချင်းကာလမှာဒီလိုအချင်းတိုက်ခိုက်တဲ့အဆင့်ကိုရောက်ရှိလာခဲ့တာဖြစ်တယ်။ရှင်နယ်ဖက်ကနေစကားစကန်ကိုတိုက်ဖို့ကျွန်တော်တို့တွားတာအနောက်အရှက်ပြီးတယ်ဆိုတဲ့ဝါဒဖြစ်မှုကဒါတကယ်တမ်း region ကိုကြည့်တယ်ဆိုရင်ဒါအကြောင်းရင်းမဟုတ်ဘူး။ဇရာရကသူ့ထင်းချုံနယ်မြေဖြစ်တဲ့တွန်းဆောင်နဲ့ဒီတီးတင်နယ်မြေထဲမှာသူက AC တာနေတယ်ဟာခါနယ်မှာလာပြီးမင်းတပ်နယ်မှာလာပြီးမှကမ်ပလက်မတူပီနယ်ထဲမှာလာပြီးမှဇန်ရှမနေဘောတူရဲ့နိုင်ငံရေးလမ်းစဉ်အတိုင်းဇော်မီကိုပိုင်ပြထန်းခွင့်ရရှိအောင်ဇော်မီကိုပိုင်ပြည်နယ်ရရှိအောင်သူတို့တက်ရင်အားလူရင်အားတွေကိုတိဆောက်ပြီးမှသူတို့ဘူးပြီးခက်ကတဲ့ကတိဆောက်ခဲ့တဲ့သူတို့ရဲ့ကြေးရွာမှာအေးစီတာနေခဲ့တာဖြစ်တယ်အခုစင်နေဆိုတာလေတကယ်တမ်းဆိုရင်သူဌာနချုပ်ထားစီယာကနေကထန်တရာမြို့နယ်ဒီကမ်ဗက်ထော်ရဲ့နေရာမှာဖြစ်တယ်ဆိုတော့လူတိုင်းလူမျိုးတိုင်းကိုထိန်းချုပ်နေပြီကိုအင်ကိုရာဆိုတဲ့ဟာကိုလူတိုင်းမှာရှိတယ်အဲ့ဒီကိုရာကိုအင်ကိုနေပြီအဲမှာမနေဘဲနဲ့သူတပားနယ်ထဲမှာနေကြော်ပြီးမှလာတယ်ဆိုရင်အဲ့ဒါနေကြော်တဲ့သူကတော့အပြစ်ရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားဖြစ်တယ်အိန္ဒိယနိုင်ငံကိုကျွန်တော်တို့သူရဲ့အိန္ဒိယနိုင်ငံသားတွေရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကျွန်တော်တို့တနက်လက်နဲ့ကျွန်တော်တို့နေကြော်လာတယ်ဆိုရင်ကျွန်တော်တို့နဲ့ foreign case နဲ့ကျွန်တော်တို့ဖမ်းနိုင်တဲ့ AC ထောင်ချနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ ZRA နဲ့ CNF ကြားမှာကျွန်တော်တို့အပြန်အလှန်ငင်းချမှုရှိနေစီအတွက်ကျွန်တော်တို့ CNA နဲ့ဒီ2023ခုနှစ်မှာ NCA လက်မှတ်စာချုပ်မှာလက်မှတ်ချုပ်ဆိုထားတဲ့အတိုင်းတို့ရဲ့ထင်းချုံနယ်မြေဖြစ်တဲ့ထန်တရာမြို့နယ်အခု Camp Victoria မှာ Camp Victoria မှာ AC တာကိုမြေကိုနယ်ကိုထင်းချုံနယ်မြေမှာတိုင် AC နေပါ ZRA ကလည်း AC နေပါအဲ့ဒီ AC နေပြီးမှအဲ့ဒီ AC နေတဲ့နေရာကနေကျွန်တော်တို့လိုချင်တဲ့အဖြေတစ်ခုကိုကျွန်တော်တို့အဖြေတစ်ခုရတော့အောင်ဘုံအကျိုးတူစနစ်တစ်ခုရတော့အောင်ကျွန်တော်တို့ဒီနိုင်ငံရေးစကားဝိုင်းပေါ်ကနေဆွေးနွေးပြီးမှအဖြေရှာကြဖို့ရကျွန်တော်အနေဖြင့်ဒီကနေအထူးတိုက်တွန်းချင်ပါတယ်မဟုတ်ရင်ကျွန်တော်တို့ဒါစင်မင်းဆက်ကျွန်တော်တို့နေကိုဆွေမျိုးဖြစ်ပြီးမဲ့ကျွန်တော်တို့ဒီထာဝရရန်တို့တွေဖြစ်သွားနိုင်တယ်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့အခု CNF ခေါင်းဆောင်လုံးနေတဲ့တူနေအနေအမြတ်လုံးနေတဲ့တူတွေများနေဖြစ်ဒီလိုချေးဆန်နဲ့ကျွန်တော်တို့ကိုမီခုနဲ့ကိုချင်းဆုံးနေမြေထဲမှာဒါ AC နေထိုင်ကြဖို့ဒီဟာနေမိတ္တာရက်ခံပါတယ်အဲ့ဒီ AC နေထိုင်တဲ့နေရာကနေကျွန်တော်တို့တိုက်ဆရာရှိရင်အခုဖလားနယ်မြေကိုတိုက်မယ်ဆိုရင်စကားစကန်ကိုအာနာစင်စနဲ့စကားစကန်ကိုတိုက်မယ်ဆိုရင်တီတာခံဖလားလက်နဲ့ကြိုက်တို့ရဲ့ဒီ
control မှုအောက်ကနေပဲတိုက်ပါစေတိုက်ပြီးရင်ကိုယ်ထင်းချုံနေမြင်ထဲမှာ easy ပြန်ပါစေအဲ့လိုစနစ်နဲ့ဒါကျွန်တော်တို့ဒီချင်းအားလုံးပူးပေါင်းနိုင်တဲ့စနစ်လမ်းကြောင်းတွေကိုကျွန်တော်တို့ဒီစကားနိုင်ငံရေးစကားဝဲပေါ်ကနေအဖြေရှာကြဖို့ကျွန်တော်ဒီအနေအထူးတိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်